နောင်ရန်အင်းသို့မဟုတ်နာဂပြည်ရဲ့ဘာမြူဒါတိကန်တောင်ဆွဲတောင်တန်းပတ်ကဝိုင်းနဲ့တိုးမျိုးလေးတဲ့မင်းလန်းလို့လာခဲ့ဘဝအမောတွေပြေစေဖို့ရာနောင်ရန်အင်းရှိပါတယ်စိမ့်လန်းလာတဲ့တို့ရဲ့မြေအေးချမ်းလာတဲ့တို့ရဲ့ဌာနေမင်းရောက်ခဲ့ရင်တကယ်ပြောမှာပါတို့ရဲ့ဌာနေနာဂဒေတာမှာဒီတချင်းတန်ကိုမကြာခဏကြားရတတ်ပါတယ်အထူးသဖြင့်နာဂရိုးရပွဲလုပ်ဖို့နီးကပ်လာတဲ့နိုဝင်ဘာဒီဇင်ဘာလိုလမျိုးတွေမှာပေါ့နာဂကိုလာလည်ဖို့ဖိတ်ခေါ်တဲ့တချင်းလေးပါပဲအဆိုရှင်တကွန်ကျော်နဲ့မေရီကိုတို့တည်ဆိုထားပြီးတေးဂျေရန်ရေးဆက်ထားတဲ့တို့ရဲ့ဌာနေဆိုတဲ့တချင်းလေးဖြစ်ပါတယ်ကျွန်တော်နန်းယုံကိုရောက်ခါဆက်ကနောင်ရန်အင်းအကြောင်းကိုမသိပါဘူးဆိုတာထက်ကြားကိုမကြားဘူးပါဘူးဒါပေမဲ့ဒီတချင်းကိုရုံးမှဖွင့်နေတော့နာဂကိုလာလည်ဖို့ဖိတ်ခေါ်တာမှာဒီနောင်ရန်အင်းကိုတချင်းထဲမှာဘာလို့တကူးတကထဲဆိုနေရတာလဲဆိုပြီးတွေးမိသွားတော့ထုံးစံအတိုင်း Google ခောက်ကြည့်လိုက်တာပေါ့အဲ့ဒီတော့မှပဲကိုဘလောက်ဘဟုတုတနီးမှန်းသိရတော့တာပဲ online ပေါ်မှာ like no return ဆိုပြီးလုံးဝနာမည်ကြီးနေတဲ့ရေကန်ပဲလို့သိလိုက်ရပြီးပန်းဆောင်မြို့နားမှာရှိတယ်ဆိုတာသိလိုက်ရတော့သွားဖြစ်အောင်ကိုသွားကြည့်ရမယ်ဆိုပြီးတိမှတ်ထားလိုက်တာပေါ့ကိန်းကနန်းအချက်လက်တွေအရကတော့နောင်ရန်အင်းဟာပန်းဆောင်မြို့မှာရှိတဲ့လီဒိုလမ်းမကြီးကနေ1.5 ကီလိုမီတာกว่าမှာတည်ရှိပါတယ်အင်းရဲ့အရှည်က1.4 ကီလိုမီတာရှည်လျားပြီးအကျလက်ဆုံးနေရာမှာတော့သူည1.8 ကီလိုမီတာကျယ်ပြန့်ပါတယ်ဒီအင်ဂျီနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုတွေပါဆက်ရာဇဝင်တွေကတော့အများကြီးရှိကြပါတယ်ဒေတာခန်တိုင်းရင်းသားတွေကတော့နောင်ရန်အင်းထဲမှာငကားတွေရှိတယ်အင်းရဲ့အောက်မှာငကားတိုင်းပြည်ရှိပြီးတော့နက်ငကားတွေကအင်ဂျီကိုစောက်ရှောက်နေကြတယ်လို့ယုံကြည်ကြပါတယ်ထူးခြားတာကတော့အိန္ဒိယဘက်ကလူတွေကပါအဲ့ယူဆကိုလက်ခံယုံကြည်ကြပြီးတကူးတကကိုအဲ့နက်ငကားတွေကိုလာရောက်ပူဇော်ပသကြတဲ့အလေးထားလည်းရှိတယ်လို့ကြားသိခဲ့ရပါတယ်တခြားရာဇဝင်တစ်ခုအနေနဲ့ကတော့နောင်ရန်အင်းကိုဘလူးတွေကစောင့်ကြက်ပြီးနေမြေချမ်းနဲ့အဲ့အနားမှာအသားငါးစားလို့မရစကားမလို့မရဘူးဆိုတဲ့အပြောတွေလည်းရှိပါသေးတယ်ဒါအပြင်ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ကအင်္ဂလိပ်တပ်တွေစီကိုအမေရိကန်ကမဟာမိတ်တပ်အနေနဲ့ဆေးလွတ်ခဲ့တဲ့လေယာဉ်တွေဟာလည်းဒီအင်ဂျီနာအရောက်မှာထူးဆန်းစွာပဲရေဓာတွေပျောက်ပြီးအဆက်အသွယ်မရပဲပျောက်ဆုံးသွားခဲ့ဘူးတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်လည်းဒီအင်ဂျီကို like no return ပြန်လမ်းမဲ့ရေကန်လို့လည်းခေါ်ရင်ကြတယ်လို့ဘာရမူတာတိကန်ရှိနေတယ်လို့လည်းယုံကြည်ကြပါသေးတယ်။ဒါကြောင့်လည်းတချို့ tourist တွေကအိန္ဒိယဘက်ခြမ်းကနေကိုပန်းဆောင်ကိုတကူးတရလာပြီးနောင်ရန်အင်းထိလာကြည့်ကြတာဖြစ်ပါတယ်။အဲ့တော့ဒီလိုနာမည်ကြီးတဲ့နာဂရဲ့ tourist attraction နေရာတစ်ခုကိုတွေ့ရောက်ခဲ့တဲ့အကြောင်းကိုပြန်ပြီးဖောက်တယ်ချပါတော့မယ်။